ခုနပြောတာပြတ်သွားတယ်အခုပြန်ပြောမယ်နော်တကယ်တော့လေဖယားသခင်ကချစ်ချင်းမြတ်တာအရှင်ဖြစ်တယ်နော်ဖယားအကြောင်းပြောရင်မြတ်တာအကြောင်းပြောမှဖြစ်တယ်ဘာဖြစ်လဲဆိုကျွန်တော်ရဲ့ channel ကလေစိတ်နှလုံး channel ဖြစ်တယ်ခရစ်ယေရှု၌ရှိသောစိတ်နှလုံးနော်အဲ့ဒီအကြောင်းအရာဖြစ်တယ်အဲ့ဒါကြောင့်စိတ်နှလုံး channel ထဲမှာပဲလာပြောတော့မယ်အဲ့ဒါလေမေတ္တာရှင်အကြောင်းဆိုလို့ရှိရင်ဘုရားသခင်ကလေဘုရားလူဆိုလို့ရှိရင်လေဘုရားရွေးချယ်တဲ့လူဆိုတာလေဟိုခရိယံဘာသာတဲ့လူတွေကိုရွေးချယ်တာမျိုးမဟုတ်ဘူးနော်တကယ်တော့ယုံကြည်သူမိသားစုဆိုတာလေမွေးတိုးဖွားတိုးတိုးပွားလာတဲ့ယုံကြည်သူတွေအဲ့ဒါကယုံကြည်ခြင်းနဲ့တည်တဲ့ဝိညာဉ်တော်ရဲ့အသက်နဲ့ရှင်တော်မိသားစုတွေမဟုတ်ဘူးနော်အဲ့ဒါကြောင့်ယုံကြည်သူဆိုတာလေအဲ့ဒါယုံကြည်သူအကြောင်းရဲ့အစစ်အမှန်ဖြစ်တယ်ယုံကြည်သူကဘာသာရေးထဲမှာပဲနေတာဖြစ်တယ်အများအဖြစ်ပဲ69ကောင်ဘာသာရေးထဲမှာ69ကောင်ယုံကြည်သူအားလုံးရဲ့69ရာခိုင်နှုန်းอ่ะအဲ့ဒါဟိုပါလေဘာသာရေးထဲမှာရှိတယ်နော်ပျောက်နေတော့တူးတကောင်ကိုပဲဖခင်ကအရှာထွက်ပြီးတော့အဲ့ဒီလူတွေကိုဘယ်ဘာသာထဲကနိုင်မဆိုဘယ်အရာဒေသနိုင်မဆိုဘယ်အဆင့်အတန်းနိုင်မဆိုဖခင်ကရွေးချယ်တာနော်ဖခင်ရွေးချယ်တဲ့လူထဲမှာလေချမ်းသာတဲ့လူပါတယ်ဆင်းရဲတဲ့လူပါတယ်မုတ်ဆိုးမပါတယ်နော်အိမ်ဖော်ပါတယ်နော်အားလုံးပါတယ်အမျိုးမျိုးသောလူကိုဖျားရွေးချယ်တာအဲ့ဒါကြောင့်ဖျားအမှုတော်ဆောင်ဆိုတာခန်းခန်းနာနာတဲဝါဝူလုံနဲ့အဲ့လိုမျိုးဖျားအမှုဆောင်ရွေးအဲ့လိုမဟုတ်ဘူးအဲ့ဒါဖျားလူတွေမဟုတ်ဘူးအဲ့ဒါဘာသာရေးလူလို့ခေါ်တယ်နော်အဲ့ဒါကြောင့်အဖျားလူဆိုတာကဘယ်လိုလူလဲဆိုတော့အရင်ညွန်ပြမယ်နော်မေတ္တာရှင်ရဲ့လူမေတ္တာရှင်အတုံးပြုလို့ရတဲ့လူဆိုတော့အဲ့ဒီလူတွေကတနာစိတ်ကြီးနာရှိတော်သူဘာကိုချင်းစာစိတ်ရှိတော်သူနော်အဲ့ဒီကိုချင်းစာစိတ်ဆိုတာကိုပြောပြမယ်ကိုချင်းစာစိတ်ဆိုတာကကိုကခံစားဘူးမှအဲ့ဒီဝေဒနာကိုကတိမြင်တော်သူပဲခံစားပေးတတ်တာဖြစ်တယ်ဒါကြောင့်သခင်ယေရှုကလူလာဖြစ်တာတော့မှဆင်းရဲဆုံးနော် hopeless နေစရာမရှိတဲ့အရာနော်ငါတို့ရဲ့အရှင်သခင်ကကယ်တင်ရှင်ကလေသူကအဲ့လိုမွေးဖွားလာတာအဲ့ဒါကြောင့်သူပြောတယ်တမန်ကျမ်းစာထဲမှာဆိုရင်ဆင်းရဲခြင်းအကျိုးအကြောင်းဒုက္ခဆင်းရဲအပေါင်းကိုခံခဲ့ဘူးပြီးတော့သူကတနာခြင်းဂရုဏာရှိတော်သူဖြစ်တယ်အဲ့ဒါဖျားသခင်ဖြစ်ပွားစေတော်သူနော်ယေရှုသခင်ယေရှုကလေတဖျားသခင်ဖြစ်ပွားစေတော့ဖျားဖြစ်တယ်သူကလူ